ဒီနေ့ဗီဒီယိုမှာဆိုရင်ဟန်နာကအန်ကျူကပါလဲအီကျူကပါလဲဆိုတာကိုရှင်းပြပေးချင်ပါတယ်လူတော်တော်များများကဆိုရင်ပေါ့အချင်းချင်းအန်ကျူအီကျူဆိုတဲ့စကားလုံးတွေကိုသုံးကြရပေါ့ဒီမှာဆိုရင်ပြပေးထားတဲ့အတိုင်းပေါ့မင်းအီကျူကနေလိုက်တာအမေမင်းအန်ကျူကရောဘယ်လောက်များရှိလို့လဲအဲ့လိုမျိုးအချင်းချင်း blame ရောမှာပြောကြတာရှယ်ပေါ့ဒါပေမဲ့တော်တော်များများက IQ EQ ဆိုတဲ့ဟာကိုပဲသိကြပြောမှာအဲ့ IQ EQ ကဘာလို့ဆိုလို့ဒါလဲဆိုပြောမှာအလေးနဲ့သိချာမသိကြဘူးပေါ့အဲ့ကြောင့်မလို့ဒီနေ့ဟန်နာနဲ့တူတူလေ့လာကြည့်မယ်နော် IQ ဆိုတာဘာလဲ EQ ဆိုတာဘာလဲ IQ ဆိုတာက intelligence quotient ဉာဏ်ရည်ပြကိန်းတစ်ခုဖြစ်ပြီးတော့မှEQ ဆိုတာက emotional quotient ဒါမှမဟုတ်ဘူးဆိုရင် emotional intelligence ဆိုတဲ့စိတ်ခံစားမှုပြကိန်းကိုဆိုလိုပါတယ်။နားလည်အောင်ရှင်းပြရမယ်ဆိုရင် IQ ဆိုတာကလူတစ်ဦးရဲ့ဉာဏ်ရည်ဉာဏ်တွေသိမြင်နားလည်နိုင်စွမ်း cognitive ability ကိုတိုင်းတာပြီးတော့မှအဓိကအားဖြင့်သင်ယူမှုတွေပြဿနာဖြေရှင်းမှုကြိုးကြောင်းဆင်ခြင်မှုသင်္ချာပိုင်းဆိုင်ရာတွေးခေါ်မှုနဲ့မှတ်ဉာဏ်စွမ်းရည်တို့ကိုဖော်ပြတယ်။အဲ့လိုမျိုး IQ ကောင်းတဲ့သူအများတို့ဆိုတာဆိုရင်ပညာရဲ့ပိုင်းဆိုင်ရာစာသင်ကျောင်းတွေမှာဆွမ်းဆောင်ရင်ကောင်းမွန်ဖို့နဲ့နည်းပညာရဲ့ဆိုင်မှာလုပ်ငန်းတွေကိုထူးချွန်ဖို့အတွက် IQ အရေးကြီးပါတယ်။ IQ ကိုမွေးရပါမျိုးစုံဗီဇနဲ့ပို့ဆိုင်တယ်လို့ယူဆကြပါတယ်။ EQ ဆိုတာကတဦးရဲ့စိတ်ခံစားမှုဆိုင်ရာအရေးအချင်း emotional and social skill ကိုတိုင်းတာပါတယ်။မိမိကိုယ်ကိုသိတဲ့နိုင်စွမ်းပေါ် self awareness self control self regulation ဆိုတဲ့မိမိစိတ်ခံစားချက်ကိုထိန်းချုပ်နိုင်စွမ်း self motivation ဆိုတဲ့မိမိကိုယ်ကိုတိုက်တွန်းနိုင်စွမ်းနဲ့ empathy ဆိုတဲ့သူတစ်ပါးပေါ်ဆန္ဒနာနဲ့နိုင်စွမ်းနဲ့ social skill ဆိုတဲ့လူမှုဆက်ဆံရေးနဲ့ပေါင်းသင်းဆက်ဆံနိုင်စွမ်းတွေကိုဆိုလိုပါတယ်။EQ မြင်တဲ့လူတွေဟာဆိုရင်အဲ့လိုမျိုးအချက်တွေနဲ့ပြည့်စုံနေမှာဖြစ်ပါတယ်။အဲ့လိုမျိုး emotional quotient ဆိုတဲ့ EQ အရေးပါပါပေါ့။သူကဆိုရင်ဘဝရဲ့အောင်မြင်မှုတွေလုပ်ငန်းခွင်မှာရရှိတိုးတက်မှုတွေခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာဖို့အတွက်ဒါမှမဟုတ်ရင်ကောင်းတဲ့နဲ့ပေါင်းတဲ့ဆက်ဆံရေးတွေနဲ့စိတ်ဖွံ့ဖြိုးမှုတွေကိုထိန်းချုပ်ရမှာဆိုရင်EQ ကပိုပြီးအရေးကြီးလာရဲ့ပေါ့။ EQ ကလေးလာတင်ယူခြင်းဖြစ်တိုးတက်အောင်လုပ်ဆောင်နိုင်တဲ့အရာတစ်ခုဖြစ်ပါတယ်။အဲ့လိုမျိုး IQ နဲ့ EQ ကိုနားလည်အောင်အခြေအနေလေးတစ်ခုနဲ့မူတည်ပြီးရှင်းပြပေးခြင်းနဲ့ပေါ့ဥပမာပြောထားရင်ဒီမှာပြထားတဲ့အတိုင်းပေါ့အရေးကြီးရဲ့စီမံကိန်းတစ်ခုကိုအချိန်မီမပြီးစီးဘူးဆိုရင်အဲ့ဒီဖွဲ့ထဲမှာရှိတဲ့အဖွဲ့သားတွေဟာ PR တွေနဲ့စိတ်တဲကြမှုတွေကိုဖြစ်စေနိုင်တယ်ဒါပေမဲ့ IQ မြင်မာတဲ့လူတွေဟာဆိုရင်အဲ့စီမံကိန်းကဘာလို့မပြီးလဲဘာကြောင့်နောက်ကျလဲဘယ်နေရာမှာနေလဲဆိုတာကိုပြောပြမှပြဿနာရဲ့အရေးမြစ်တွေကိုတည်တည်ကြရှာဖွေပေးနိုင်တယ်။ဒါပေမဲ့ EQ မြင်မာတဲ့သူတွေဟာဆိုရင်စိတ်မပူနဲ့နော်။အဲ့လိုမျိုးပြဿနာတွေဖြစ်နေတဲ့အချိန်မှာဆိုရင်တယောက်နဲ့တယောက်ဝေဖန်နေမှစားသူတို့ကသူတို့ပြုဖို့အတွက်ပေါ့သူတို့ပူပေါင်းဖြစ်ရှင်နိုင်အောင်အတွက်သူတို့အဖွဲ့ဝင်တွေရဲ့စိတ်ဓာတ်တွေကိုမြင့်တင်ပြီးတော့မှအခြေအနေတွေကိုစီမံခွဲပေးတဲ့လူတွေဖြစ်ပါတယ်။အနည်းချုပ်ပြပြရမယ်ဆိုရင်တော့ IQ ကဉာဏ်ရည်ထက်မြက်မှုကိုတိုင်းတာပြီးတော့မှ EQ ကတော့စိတ်ခံစားချက်ကိုနားလည်ထိန်းချုပ်ကလူမှုဆက်ဆံရေးကိုကောင်းမွန်အောင်စီမံခန့်ခွဲနိုင်စေကိုတိုင်းတာပါတယ်။ IQ ကဘာလို့မလဲဆိုတာကိုသိချင်း knowing what to do ကိုစားပြောရော EQ ကတော့ဘယ်လိုလုပ်မယ်ဆိုတာနဲ့ဘယ်လိုဆက်ဆံရမလဲဆိုတာကိုသိချင်း knowing how to do it and how to interact ကိုစားပြောပါတယ်။ဟန်နာရဲ့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနော် See you next video. Bye bye.